လုံးပဲလက်ကုပ်တံများနဲ့အားပေးလိုက်ကြအောင်တော့ခင်ဗျာတရိပ်ပါလို့ပူပရာဟန်အကားလာများနဲ့ဖြောပြသွားတဲ့ကရင်ဒီတိုင်းရင်းသားအဖွဲ့အားအားလုံးရဲ့ကိုယ်စားကျွန်တော်တို့ MCC ထင်းကနေပြီးတော့ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီပွဲဖြစ်မြောက်ဖို့အတွက် Colors of Myanmar sponsor တူဖြစ်တဲ့ဇွဲမြန်မာ Thai Food နဲ့